အဲ့တော့ဒီနေ့ကကြတော့ဒီခေါင်းစဉ်မှာပြောပြထားတယ်လို့ပဲပေါ့နော်ဒီနေ့ trade ကိုဖွင့်မယ် option trade တစ်ခုဖွင့်မယ်အဲ့ဒီ trade ကနေပြီးတော့ဒေါ်လာ150 160ပေါ့နော်အဲ့ဒီဝန်းကျင်တစ်ခုရအောင်ဘယ်လိုလုပ်ရလဲဆိုတာကိုအခု live မှာ trade ပြသွားမှာဖြစ်တယ်ဒီမှာလုပ်တဲ့ဥစ္စာတွေကျွန်တော်ကဆရာမဟုတ်ဘူးတင်တန်းဆရာလည်းမဟုတ်ဘူးတင်တန်းဖွင့်နေရလည်းမဟုတ်ဘူးကိုယ့်ဘာသာလေ့လာမှတ်သားပြီးတော့ trading ကိုလုပ်တယ်အဲ့ဒီလုပ်တဲ့ပုံစံတွေကိုကျွန်တော်တို့ဒီလိုလုပ်ငန်းတွေအပေါ်မှာစိတ်ဝင်စားတဲ့သူတွေအတွက်ကို share ရင်းလုပ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကိုကြည့်ပြီးတော့ကိုယ့်ဘာသာလေ့လာထားရင်လည်းပေါင်းစပ်ပြီးတော့ကိုယ်ပိုင် trade တွေဖွင့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့လုပ်ရမယ့်ကိစ္စကြတော့ဒါ option တစ်ခုကို trade မယ် trade တစ်ခုဖွင့်ပြီးတော့ဘယ်လိုဝင်ငွေရှာလဲဆိုတဲ့ဥစ္စာကိုပြောပြပေးသွားမှာဖြစ်တယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီနေ့လုပ်မဲ့ company တစ်ခုကကြတော့ Iron Company ရဲ့ share ကိုနောက်ခံထားပြီးတော့ option trading လုပ်မယ်ပေါ့နော်အဲ့ဘာလို့ဆိုနေဒီမှာဒီ search bar ကနေပြီးတော့ကိုလုံးမဲ့ company ရဲ့ share ကိုရှာလိုက်မယ်တက္ကနံပါတ်ပေါ့နော် Iron ဆိုပြီးတော့ရှာလိုက်တယ်ပါ Iron Company ရောက်လာအဲ့လက်ရှိပေါက်ဈေးကကျတော့ဒေါ်လာ US ဒေါ်လာပေါ့နော်ဒါကတော့ US market မှာဆိုတော့ဒေါ်လာ$45ရှိတယ် Iron Company ကကျတော့ဒီက data center တွေလုပ်တဲ့ Sydney က Aussie company ပေါ့ဒါပေမဲ့သူ့ရဲ့ stock ကိုနောက်ခံထားပြီးတော့ option trading လုပ်မှာဖြစ်တယ် option trade ကိုဖွင့်မှာပေါ့နော်အဲ့တော့အခုလောဆယ်လုပ်မဲ့ကိစ္စကြတော့အရင်ဆုံးအနေနဲ့ကြတော့ကျွန်တော်တို့ option လောက်ဖြစ်တဲ့ဒီမှာ option ကိုရွေးမယ်ရွေးပြီးတော့ဒီမှာ option ချဲကိုရောက်လာပြီ option ချဲမှာဒီနေ့ဘာလုပ်မလဲဆိုတော့ option ကို port option ကိုရောင်းမယ် strategy ကအဲ့လိုပုံစံနဲ့တော့ပေါ့နော်အဲ့တော့ option ကိုရောင်းပြီးတော့ဒီနေ့ချက်ချင်းprofit တစ်ခုရအောင်လုပ်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံတော့မယ်ဆိုတော့လက်ရှိကျွန်တော်ကိုယ့်ဘာသာ research လုပ်ပြီးတော့လေ့လာထားတဲ့လေ့လာချက်တွေအရာဆိုရင်ဒီနေ့လုံးမယ်ဥစ္စာက option ကိုရောင်းမယ်ဘာ option လဲဆိုတော့ဒီမှာ port option ကိုရောင်းမယ်ပြီးတော့ချိန်ကကြတော့23ဘတ်ပေါ့နော်3ဘတ်လောက်ချိန်ယူမယ်ကျွန်တော်က30ပေါ့နော်ဒါကတော့ကျွန်တော်လက်ရှိဒီနေ့ trade ဖွင့်မဲ့ချိန်ကနေကြည့်ရင် January 30ထိဆိုရင်3ဘတ်ကြာတယ်ပေါ့နော်နောက်တစ်ခုကကြတော့ strike price ကလက်ရှိကြည့်မယ်ဆိုရင်ဒီ Iron Company stock ကို$39ဒီမှာ$39 strike price ထားပြီးတော့ option ကိုရောင်းမှာဖြစ်တဲ့အတွက်ဒီမှာဘန်ရောနေရာမှာ10ကိုရွေးလိုက်တယ်အဲ့လိုရောင်းလိုက်ရင် result အနေနဲ့ဘာရမလဲဆိုတော့ဒီ trade တာဒီ complete ဖွင့်ပြီးပြီဆိုရင် profit အနေနဲ့ဒီမှာ max profit အနေနဲ့ကကြတော့ US ဒေါ်လာ$181ရမယ်ပေါ့နော်အဲ့လိုပုံစံနဲ့ဒီ trade ကိုဖွင့်လိုက်အဲ့လိုပုံစံရမယ်အဲ့လိုရွေးပဲဆိုရင် data ကဘယ်လောက်ရှိလဲအများနဲ့ခြေရခိုင်တော့ဘယ်လောက်ရှိလဲဆိုတော့ကိုကကက်ဖြတ်လို့ရအောင် strike price 39ဒါ strike price 39မှာ data ဘယ်လောက်ရှိလဲဆိုတာအရင်ဆုံးကြည့်ရမယ်ဒါ data minus 0.22 0.227ပေါ့နော်အဲ့ဒါဆိုရင်ဒါကဘာကိုပြလဲဆိုတော့ဒီ data ရဆိုရင်လက်ရှိဖွင့်တဲ့ trade က trade တစ်ခုဖွင့်လိုက်လို့ရှိရင် premium ချက်ချင်းရမယ်ဒါပေမဲ့ဒီ trade ရဲ့အမြတ်နိုင်ခြေရခိုင်နှုန်းကကြတော့88ရာခိုင်နှုန်းလောက်ကမြတ်နိုင်ခြေရှိရဲဆိုတဲ့သဘောအဲ့အတွက်ဒီ trade ကိုလုပ်မယ်ဆိုတော့မဆိုးဘူးဆိုပြီးတော့ပြောမှာပေါ့နော်အဲ့တော့လက်ရှိမှာကြတော့ဒီ strike price 39နဲ့ဒီ trade ကိုကျွန်တော်ကဖွင့်ဖို့စီစဉ်ထားတယ်ပေါ့နော်အဲ့တော့လက်ရှိကကြတော့အဲ့လိုလုပ်ပြီးဆိုတော့အရင်ဆုံးပထမဆုံးအနေနဲ့စစ်စေကြည့်မယ်ဒီမှာ port option ကို strike price 39ရရင်ရောင်းပါ set option နဲ့ရောင်းမယ် profit က$181 US ရမယ်ဟုတ်ပြီအဲ့ဒါတွေအကုန်လုံးချက်လက်တွေ okay ပါဆိုရင် strategy အနေနဲ့ဒါ single option ပဲထုတ်ရောင်းတာဖြစ်တဲ့အတွက် single option ကို trade တာဖြစ်တဲ့အတွက် single option လို့ပဲရွေးရပြီးတော့ trade ကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ဒါကတော့ confirm လုပ်မဲ့နေရာပေါ့နော်အဲ့ဒီအချိန်မှာအခုကကြတော့သင်ပေးနေမှာမဟုတ်ဘူးလက်ရှိကျွန်တော် trade ထားတဲ့ပုံစံကိုပြောပြနေတာဖြစ်တဲ့အတွက်လုံးဆက် share ကိုစက်တိုက်လုပ်ရမှာပေါ့နော်ခုနကလို data ကဘယ်လိုကြည့်တာတော့ပြီးတော့ limit တွေ or market တွေကဘယ်လိုမျိုး
order တဲ့ဘယ်လိုမျိုးလဲဆိုတော့ဥစ္စာကိုအသေးစိတ်ကကြတော့နောက်ဗီဒီယိုမှာပဲဖြစ်ဒါမှမဟုတ်လဲ comment မှာဖြစ်မေးတဲ့ပုံမှာချိန်ခံပြီးတော့ပြန်လဲပြောပြပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဆက်ပြီးပြောရင်အဲ့တော့အခုနေရာရောက်သွားပြီဆိုရင်ကိုကကြည့်ရမှာကြတော့ဒီမှာ iron ရဲ့ port option ကိုရောင်းမှာZeno ကဒါ order မျိုးစား limit order နဲ့ရောင်းမှာZeno ကတော့ 1.72 1.72 ဆိုတာဘာဆိုတော့လဲဆိုတော့ option တစ်ခုကစုရှယ်အခု100ကိုခြေခံပြီးတော့မှတွက်ချက်တာဖြစ်တဲ့အတွက်ဒီ 1.72 နဲ့100နဲ့မြောင်းအဲ့ဒါဒီကိုရမယ်ပမာဏအဲ့တော့182ဒေါ်လာပေါ့လက်ရှိပေါက်ဈေးရဆိုရင်182 US ဒေါ်လာရမယ်ဒီ trade ကိုသာဖွင့်လိုက်ချက်ချင်းရမယ်ပေါ့နော်ဟုတ်ပြီ182ဒေါ်လာနဲ့ဒါ contract တစ်ခုကိုဖွင့်မယ်အဲ့လိုဖွင့်လို့ရှိရင်ဒါ credit အနေနဲ့182 credit ကချက်ချင်းရမယ်ပေါ့နော်အဲ့တော့ tie in force နေရာမှာကျတော့ day ပေါ့ဒီနေ့တည်းမှာအပြီးဖွင့်မယ်ပေါ့နော်အဲ့တော့ day လို့ယူရလို့ရှိရင်တကယ်လို့ဒီနေ့တည်းမှာဒါဒီ trade ကဒီဈေးမတက်လို့မပွင့်လိုက်ဘူးဆိုရင်ကိစ္စဖြုတ်မှာ order အဲ့လိုမျိုးပုံစံနဲ့အဲ့တော့ဒီလိုယူပြီးဆိုရင်ဒါပဲချက်ပြီး okay ဝိုင်းဆိုရင်ဒါ10ကိုနှိမ့်လိုက်မယ်10ကိုနှိမ့်တဲ့အချိန်မှာဒါလာပေါ် trading password ပေါ့နော်အဲ့တော့ trading password ကိုထည့်အဲ့တော့ထည့်ပြီးလို့ရှိရင်set သွားလို့ရပြီပေါ့နော်အဲ့ပြီးလို့ရှိရင်ကျွန်တော်ကျတော့ဒီမှာ okay ဝိုင်းဆိုရင် save ကိုနေပြီးဒီမှာတော့သူကဒီ notification တစ်ခုလာပြပေးတာပေါ့နော် notification ကဘယ်လိုလဲဆိုတော့သူက option အဲ့လိုရောင်းလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲပေါ့နော်ဒါလည်းခုလိုရောင်းနိုင်မယ်ဆိုရင်တော့ naked option လို့ဖြစ်သွားနေတယ်ပေါ့ naked option ဆိုတာကြတော့ character တော့ဘာမှပတ်စံလည်းမရှိစုလည်းမရှိပဲဒီတိုင်းပဲရောင်းဝင်ရိုးပြောင်းရောင်းဝင်လောက်တာကိုခေါ်တယ်အဲ့တော့ဒီ shop ဒီ trade ကိုမဖွင့်ခင်မှာ$39 strike price နဲ့ဖွင့်တာဖြစ်တဲ့အတွက်ဒေါ်လာ39တရားနဲ့မြောက်3900ပတ်စံ3000 US ဒေါ်လာ3900ကိုအကောင့်ထဲမှာတော့ရှိဖို့လိုတယ်အဲ့လိုရှိရင်တော့ဒီလိုမျိုး naked option ကိုမဖြစ်တဲ့အတွက် raise တွေမဖြစ်တော့ဘူးအဲ့တော့ဟုတ်ပြီဒါ continue ကိုနှိပ်လိုက်မယ်ဆက်သွားမယ်အဲ့မှာဒါနောက်ဆုံးအဖြစ်ဖြစ်သွားပြီနော်ဒီကနေ confirm နှိပ်လိုက်ပြီဆိုရင်တော့ဒီအစိမ်းနှုတ်ဒီတကယ်အယောင်းဝယ်ကပြီးသွားမယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ချက်ပြန်စစ်ကြည့်ပေါ့နော်တော့ account တွေကဒီမှာ margin account ကနေ tab ကကြတော့ဘာလုပ်မှာလဲဆိုတော့ရောင်းမယ်ပေါ့နော် limit စိမ်းနဲ့ရောင်းမယ် symbol ကကြတော့ဒီ symbol ကြည့်နေရကြတော့ iron company ရဲ့စု share ကိုပေါ်ချခံပြီးတော့ option ရောင်းတာ26ဆိုတာကဒါ2026 01ဆိုတာတလပိုင်း30ဆိုတာ30ရက်နေပေါ့2026တလပိုင်း30ရက်နေကိုဒေါ်လာ39နဲ့ရရင်ဝယ်မယ်ဆိုပြီးတော့အဲ့လိုမျိုး contract ကိုဖွင့်တာအဲ့တော့ price အနေနဲ့1.72ဆိုတော့100နဲ့မြောက်182ဒေါ်လာဒီကိုကရမယ်ဟုတ်ပြီအဲ့လိုမျိုးပုံစံနဲ့ confirm ကိုနှိပ်လိုက်ပြီဆိုရင်ဒါဒီအယောင်းဝယ်ကဖြစ်သွားပြီဒီမှာ order လာပြီ order status နဲ့ကြည့်လိုက်ပြီအဲ့မှာကြည့်လိုက် order status နေပြီးတော့ဒီမှာဘာလာပေါ်လဲဆိုတော့ transaction reminder မှာဒီ contract ကိုအဲ့လိုရောင်းလိုက်ပြီဆိုပြီးတော့ complete ဖြစ်သွားပြီဆိုပြီးလာပေါ်တယ်အဲ့လိုပေါ်တာကိုပတ်စံကခုနတော့ကိုပြောတဲ့ဈေးနှုန်းတိုင်း182စံ182ရောက်ပါပြီအဲ့ဒါကိုရောက်မရောက်ကိုကြတော့ကျွန်တော်ရဲ့ bank account မှာကျွန်တော်ရဲ့ bank account မဟုတ်ကျွန်တော်ရဲ့ဒီ trading account ကဝင်ငွေမှာပတ်စံရောက်မရောက်ကိုသွားကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာ security account margin account မှာ history မှာကြည့်လိုက်ပတ်စံရောက်နေပြီလားလို့ဒီမှာ option selling လုပ်တယ် execution လုပ်လိုက်ပြီ182ဒေါ်လာကကို account ထဲကိုချက်ချင်းဝင်လာတယ်ဒါသည်အခုထွက်လဲလို့အခုဝင်သွားပြီးတော့ဒီ182ဒီကိုရမယ့်ပမာဏဖြစ်သွားတယ်အဲ့ဒါကြောင့်ဒီ trade တစ်ခုကိုဖွင့်ပြီးတော့ဒေါ်လာ150 160ဝန်းကျင်လောက်ကိုရအောင်ဘယ်လိုလုပ်မလဲဆိုပြီးတော့အခုလို trade ပြခြင်းဖြစ်တယ်ဟုတ်ပြီအဲ့တော့လက်ရှိ trade ကဒီနေရာအဲ့လိုမျိုး trade လိုက်တဲ့အချိန်မှာဒီ trade ရဲ့နောက်ဆက်တွဲကဘာဖြစ်မှာလဲဆိုတော့ဒီ trade ရဲ့နောက်ဆက်တွဲကဒီအပေါ်မှာ2026တလပဲ30နေမှာအဲ့မတိုက်ခင်မှာဒီ iron company stock share ဈေးနှုန်းက39ကိုမရောက်ရင်ဒီ
contract တစ်ခုလို့က expire ဖြစ်သွားပြီးတော့သူ့ဘာသာ expire ဖြစ်ပြီးတော့ contract ပဲပျောက်သွားလိမ့်မယ်ကိုယ့်ရဲ့ account ထဲကနေဘာမှမဆိုအခုဒီနေ့ trade ဖွင့်တဲ့ချိန်မှာရတဲ့ဒေါ်လာ182ဒေါ်လာဒီကိုကအမြတ်အနေနဲ့ကိုကရပေးတာဖြစ်တယ်ပြန်ပေးစရာမလိုတော့ဘူးအဲ့ဒါတခုနောက်ဒုတိယတစ်ခုကတကယ်လို့ဒီတလပဲ30ရက်နေ့2026တလပဲ30ရက်နေ့မတိုက်ခင်မှာဈေးနှုန်းတွေကျပြီးတော့လက်ရှိပေါက်ဈေးက45ဒေါ်လာရှိတယ်အဲ့ဒီ45ဒေါ်လာအောက်ကိုကျပြီးတော့39 38အဲ့လိုမျိုးကြီးဈေးတွေရောက်လာပြီးဆိုရင်လက်ရှိ Iron Company ရဲ့စု share အဆောင်100ကို39ဒေါ်လာနဲ့ဝယ်ပေးရမှာဖြစ်တယ်အဲ့လိုမျိုးဝယ်ပေးဖို့အတွက်ခုနကတော့ပြောသွားတဲ့အရှိမပတ်စံ US ဒေါ်လာ3000နဲ့အနည်းဆုံး3900ရှိဖို့လိုတယ်ဆိုပြီးတော့ပြောတာဖြစ်တယ်အဲ့တော့အခုလိုမျိုးဖြစ်နိုင်ချေ result က2မျိုးရှိတယ်ဒီကြားထဲမှာဒီ option ကိုဘယ်လိုစီမံမလဲဆိုတော့ rolling လောက်တာတွေ extend လောက်တာတွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုတော့ဒီဗီဒီယိုမှာမပြောပါဘူးဒီဗီဒီယိုမှာအရင်ရှိပါမှာဆိုလို့အဲ့တော့အခုလိုမျိုးပုံစံနဲ့ trade လိုက်ရင်အခုကျွန်တော်ဗီဒီယိုကို recording လုပ်ပြီးတော့ trade ပြလိုက်တယ်ဒီ trade မှာပဲ US ဒေါ်လာ182ဒေါ်လာကျွန်တော်ရပြီးတော့ဒါဒီကိုက profit အနေနဲ့ရသွားတယ်ပေါ့နော်အဲ့တော့တကယ်လို့စိတ်ဝင်စားတဲ့သူတွေရှိရင်လည်းလောက်ကြည့်ပါကိုယ့်ဘာသာလေ့လာပြီးတော့ဒီဗီဒီယိုမှာပြထားတဲ့ဥပမာလေးကြည့်ပြီးတော့ကိုယ့် idea နဲ့ကိုယ့်အမြင်နဲ့ trade တွေဖွင့်ကြည့်ပါသိချင်တာရှိရင်လည်း comment မှာမေးထားလို့ရပါတယ်ကျွန်တော်အားတဲ့ချိန်ပြန်ဖြည့်ပေးပါမယ်အားလုံးကံကောင်းကြပါစေ